အဲ့တော့ carbonation နဲ့မတူတဲ့ဟာ chloride တက်နော် chloride တက်ကြတော့သူကဘာပြောလဲ salt driven pitting corrosion လို့ပြောတယ်ခုန carbonation မှာကျွန်တော်တို့ပြန်သတိထားမိရင်နော်ကျွန်တော်ပုံလေးပြန်တန်ချောင်းတွေကဟိုဒီပုံရတော့တိတ်တော့မတိတာဘူးပေါ့လေနော်ကြီးနေကြဖြစ်သွားတော့တိတယ်သူကတန်ချောင်းတွေပုံကတန်ကြီးတက်ပြီနဲ့သူကဟို pitting လို့ခေါ်ပြီးတန်ကြီးစားတဲ့ rate ကအရန်ပါတယ်သူအလွှာလိုက်သူကတညီလေးစားတာပေါ့နော် chloride ကအဲ့လိုမဟုတ်တော့ chloride ကြည့်လိုက်ရင်တော့ carbonation ကြောင့်ပုံပြီးကြည့်တာလေဒီမှာဆိုရင်ကြည့်လိုက်ကျွန်တော်မြင်းနီနဲ့ဝိုင်းထားတယ်တန်ချောင်းမှာတဝက်တောင်မကျန်တော့ကျန်တဲ့နေရာတွေကဒီမှာ okay နော်အကြီးရှိသေးတယ်ဒီတနေရာလေးပဲကွက်ပြီးတော့သူကတန်ချောင်းရဲ့ diameter အရန်နဲ့တော့အဲ့တော့ chloride ကပိုပြီးအန်နေများတယ်သူကတန်ချောင်းရဲ့ diameter အရန်ရောတော့သူ့ရဲ့ strength ကအများကြီးကျတယ်အဲ့ရပြစ်နိုင်နော် chloride ကတော့သူကအဖြည်းဖြည်းချင်းစိမ့်ပြီးတော့မျက်နှာပြင်တင်းကြီးတညာတဲ့စားတာဆိုတော့သူကအချိန်ရှိတယ်ပြင်မို့ဒီ chloride ကပို့ပြီးတော့သတိထားဖို့လိုပါတယ်အဲ့တော့ chloride ကိုပြင်တဲ့အချိန်မှာလည်းအဲ့ဒါကိုသတိထားဖို့လိုတယ်နော်ဒီမှာဆိုပါပါလေးဖြစ်သွားတယ်နောက်အဲ့တော့ chloride တက်ကရောဘယ်လိုဖြစ်လဲနော် chloride တက်ကတော့ဘယ်ကပါလာလဲခုန de-icing salt ပေါ့နော်ဒါအေးတဲ့နိုင်ငံရေခဲတဲ့နိုင်ငံတွေမှာလမ်းတွေပေါ်နှင်းနေပဲတဲ့ဟာနော် sea water exposure ဆိုတော့လည်းကျွန်တော်ပြောတော့ပြီပင်လယ်ရေနဲ့ဆိုရင်တရားပေါက်တည်ပါတယ်ဒီရေတက်ကြရှိတဲ့နေရာတွေနောက် marine splash zone နော်ဒီလှိုင်းပုတ်နော်ဒီရေလှိုင်းပုတ်တဲ့နေရာတွေနောက် airborne drops of sea water နော်ခုနပင်လယ်လေထဲမှာသူကဆားငွေလေးတွေပါလာတယ်ကျွန်တော်တို့လွန်ခဲ့တဲ့5-6နှစ်ကသတင်းစာတွေမှာပါပါတယ်မြန်မာပြည်ကဟိုကျွန်တော်တို့ကြည့်မြင်နိုင်50ကြီးပါတော့အန်ဒီရရှိအဆောက်အုံဖြစ်တတ်မှတ်တယ်ဆိုသတင်းစာတွေပါလာတယ်။ဘာကြောင့်လဲဆိုစားငွေရိုက်လို့ဆိုပြီးတော့တိုင်နေမှာကျိုးတွေနဲ့ချီထားရတယ်ပြပါတယ်တိုင်နေမှာပတ်တယ်နော်ဓာတ်ပုံလေးကျွန်တော်စီမှာတော့ရှိတယ်။အဲဒီကတော့ကျွန်တော် Facebook မှာတော့အများကြီးတင်မှုပါတယ်အဲဒီအကြောင်းအရာတွေနော်ဒါလေးကတော့ကျွန်တော် presentation တက်ပြန်စုထားစေဓာတ်ပုံလေးမပါဘူးထင်နော်အဲတော့ဟိုပြောချင်တာကစားငွေရိုက်တာပေါ့နော်အဲ့ထဲမှာတော့စားငွေရိုက်ဒီမှာတော့ပင်လယ်လေထဲမှာပါတယ်နော်တေချာတာကသူကဒီ2ကီလိုမီတာပင်လယ်ကနေ2ကီလိုမီတာအတွင်းဆိုရင်တေချာပေါက်ဒီစားငွေရရောက်လာတယ်လို့ဆိုတယ်အဲ့တော့အဆောက်အဦတစ်ခုမှာတောင်ပင်လယ်ပဲချမ်းနဲ့ဟို stress အနေနဲ့ဒီဇိုင်နာကတွက်မှာကတော့သူက concrete grade 30 သို့မဟုတ် 40 သို့မဟုတ် 50 တွက်လိုက်မှာပေါ့နော်တွက်လိုက်ပြီမဲ့သူကဘာဖြစ်နိုင်လဲဆိုတော့ဒီဘက်ပင်လယ်ပဲချမ်းမှာရှိတဲ့မျက်နှာစာနဲ့နောက်ကြောဘက်မှာရှိတဲ့မျက်နှာစာမတူဘူးဒါကျွန်တော်လက်တွေ့လဲကြုံဘူးတယ်ပင်လယ်ပဲချမ်းအဲ့ပင်လယ်လေးနဲ့ဓာတ်ရိုက်ကြည့်တဲ့မျက်နှာပြင်ကကုန်အဲ့ chloride attack နဲ့တန်ကြီးထိုးပြီးကွာကြကုန်နော်နောက်ကြောဘက်ကအချိန်ကြီးအဲ့လောက်မဆိုဘူးအဲ့တော့ဒီ design လုပ်တဲ့အချိန်ကစ construction လုပ်တဲ့အချိန်ဒီပင်လယ်ဘက်ဆို2ကီလိုမီတာအတွင်းဆိုတို့သတိထားရပါမယ်ကျွန်တော်ဒီမှာကြုံခဲ့ဘူးတဲ့နော် project တစ်ခုမှဆိုရင်2ကီလိုမကဘူးကြုံပါတယ်ဘာရတာဆောက်တာအဲ့ဒီမှာကျွန်တော်ခင်ဗျ5ကီလိုလောက်ဝေးတယ်ပင်နေတယ်အဲ့တော့ design ကမူရင်း design စလုပ်တဲ့အချိန်မှာအဲ့ဒီဟိုကိုကျွန်တော် chloride ကိုမစဉ်းစားဘူးသူက exposure ပေါ့နော် Eurocode တုံးတော့ Eurocode exposure မှာလည်း chloride မှာဟိုရေနဲ့ဓာတ်ရိုက်ထိတာလားဒါမှမဟုတ်လေထဲမှာပါလားဆိုဒါမျိုးတွေရှိတော့သူကပင်လယ်ကအကွာဝေးရတော့ပြမှာတာအဲ့တော့ exposure အရသူကကြည့်လိုက်ရင် chloride zone ထဲမှာမပါဘူးမပါတော့ chloride ကိုထည့်မစဉ်းစားဘူးမစဉ်းစားဘဲနဲ့ design လုပ်ထားတယ်ပေါ့နော်လုပ်ထားပြီးတော့နောက်ဆုံး construction လုပ်မဲ့အချိန်မှာ design and bid ဆိုတော့ဒီ consultant ဘက်ကဟိုဘာ design consultant တွေဒီ supervision ပေါ့နော် GPS ပေါ့ဒီကတော့ GPS ခေါ်တယ်နောက် client နောက်သူတို့ကနေ why me question ပေါ့ဒီဟာကို chloride ဘာလို့မစဉ်းစားသလဲဆိုတော့ designer ကဒါမျိုးပင်လယ်နဲ့လည်းမထိဘူးရေနဲ့လည်းမထိဘူးဝေးလဲဝေးတယ်နောက်ဆုံးအဲ့ဒီမှာညညခုံကြရင်းနဲ့ paper တွေအများကြီးလိုက်ရှာတာပေါ့နော်စိတ်ဝင်စားတဲ့လူတွေကျွန်တော်ဆက်သွယ်လို့ရပါတယ်စီးရစုထားတာနော် public တော့ချပြလို့မရဘူးတကယ် project မပြီးသေးဘူးဆိုတော့အဲ့မှာဟိုညင်ကြတော့နောက်ဆုံးကြတော့ဒီ chloride attack ထဲမှာပါတယ်ခုနဒီဟွာပေါ့2ကီလိုမီတာတော့ကျော်တယ်ဆိုတော့သူ range ထဲမှာရှိနေတယ်ရှိနေတော့2ကီလိုမီတာကအနည်းဆုံးသေချာပေါက်သူကရောက်တယ်လို့ပြောတာလေနောက်3ကီလိုမီတာထိလည်းသူကရောက်နိုင်တယ်လို့ရှိစား paper တွေကရှိတယ်ဆိုတော့အဲ့ဒီမှာရောက်လာရင်ဒီဇိုင်းကအနှစ်120အဲ့တော့120အတွင်းမှာဒီလုံလောက်သလားဆိုတဲ့အခါကျတော့မသေးချဘူးပေါ့အဲ့တော့ဒါကိုဘယ်လိုလုပ်ရလဲဆိုတော့လုပ်လို့ရတဲ့နည်းကတော့ကာဘာတိုးမယ်ပေါ့ကာဘာတိုးတော့သူက crack နဲ့ပြန် check လုပ်တဲ့အချိန်မှာမရ pass မဖြစ်တော့နောက်ဆုံးဘာလုပ်ရလဲဆိုကျွန်တော် concrete quality ကိုပြောင်းပေးရတယ် concrete quality ကိုဘယ်လိုပြောင်းပေးလဲဆို normal concrete အစားအဲ့မှာဟိုတာမန်တချို့နည်းနည်းနားလည်မှုလို့ရရှိရလေ
strength ကျင့်လိုက်ရင် durability မြင့်နေဆိုမှားပါတယ်မမှန်ဘူးပေါ့လေမှားတယ်တော့မမှန်ဘူးညာနှုန်းမြင့်မှန်တဲ့ဟာရှိတယ်မှန်တဲ့ဟာရှိအဲ့တော့ဒီ chloride အထက်မှာ strength မြင့်ရင်သူက durability ကိုမကာနိုင်ဘူးကတော့ဘာလုပ်ရလဲဆိုတော့သူ့ကို permeability နည်းအောင်ကျွန်တော်တို့ကဘာလုပ်ပေးရလဲဆိုတော့ select ထည့်ပေးရတယ် concrete ထဲမှာ select ထည့်ဖြော်တယ်မူရင်း design မှာကျန်တဲ့ design တွေ cover တွေပါအရင်တိုင်းပဲဒါပေမဲ့ select ထည့်ဖြော်ပြီးရင်ဒီ carbonation ဝင်တဲ့နှုန်းပြန်တွက်ကြည့်တဲ့အချိန်မှာ euro concrete နဲ့ slab ပါတဲ့ concrete เนาะဆိုရင်တော့ slab ပါတဲ့ concrete ကပုံကြာကြာခံတယ်ပေါ့အဲ့ဒါသူ design နဲ့ comply ဖြစ်တယ်ဆိုပြီးနောက်ဆုံး selection ချော်တယ်ဒါကတော့အတွေ့အကြုံတွေတစ်ခု share လိုက်တာပေါ့เนาะ carbon dioxide နဲ့sorry chloride နဲ့ပတ်သက်လို့အဲ့တော့ penetration ကဘယ်လိုဖြစ်နေလဲဆိုတော့ဒါတော့ transport property ပေါ့เนาะကျောင်းတော်ကတင်ထားတယ်လို့မှတ်ပြပါတယ် transport property เนาะ concrete ထဲကိုအပြင်ကပစ္စည်းတွေဒီเนาะတန်ဝေးတွေဒီဆိုင်ထဲတွေဘယ်လိုဝင်နိုင်လဲဆို diffusion capillary suction နဲ့ permeation through the concrete pore structure เนาะ concrete pore တွေကိုသူဝင်ရောက်တာเนาะအဲ့တော့စားတစ်ခုရှိတာက chloride ကစားပေါ့เนาะစားအမှုတ်လိုက်ဟိုဆိုရပါလို့ concrete ကြမ်းမြင့်ပေါ်ပုံထားမယ်လုံးဝ6တွေ့နေတဲ့ပတ်ဝန်းကျင်ဘာမှဖြစ်ဘူးဒါပေမဲ့ရေနဲ့စားနဲ့ထိလိုက်တာအဲ့ chloride ကရေထဲမှာပြောဝင်နေအဲ့ရေကနေပြီး concrete ထဲကိုတည်သွားတယ်เนาะတည်သွားတယ်ဆိုတော့ဒါက chloride attack ဖြစ်ပြီနောက် pitting corrosion သူ့ရဲ့ထူးခြားချက်က carbonation နဲ့မတူတာ pitting corrosion ပေါ့နော်ဒါလေးမှတ်ထားရင်ပုံပြီးသိတာလေနောက်မြင်တဲ့အချိန်မှာဒါ carbon dioxide ကြောင့်လား chloride ကြောင့်လားဆိုရင်ကိုခံမှန်းလို့ရတယ်နော်တော်တော်အနည်းဆက်ဆုံးမှန်းလို့ရပြီဘာလို့ဆိုတော့ unlike carbonation uniform corrosion carbonation က uniform corrosion ဖြစ်တယ် chloride ကတော့ pitting corrosion တန်ကြောင်းတွေမှာခွက်လိုက်ပြီးဖြစ်ကုန်နော် chloride က localized spilling ဖြစ်တယ်ဒါကြောင့် small but deep attack နော်နည်းနည်းဆိုင်တူဖြစ်တယ်ဒါကြောင့် sudden failure เนาะတန်ကြောင်းပြတ်ထွက်သွားတာဖြစ်တယ် carbonation ကြတော့အဲ့လိုမဖြစ်နိုင်ဘူးအချက်ပေးတယ်ပြင်ဆင်ရရတယ်ပေါ့เนาะ threshold level က corrosion initial 1 chloride xc 0.2 to 0.1 by weight ဟုတ်ဒါ euro code က EN206 ပေါ့เนาะ ACI ကတော့ 0.1 ဖန်ပြီးပြောတယ်ဒါလေးတွေကတော့ကိုသုံးတဲ့နိုင်ငံလိုက်เนาะခုတ်တွေကိုရှာကြည့်ပြီးရင်ဘယ်လောက်သတ်မှတ်ထားရမလဲဆိုတော့เนาะအဲ့တော့mechanism ကတော့ကျွန်တော်ထင်တယ်ဟိုပြောတဲ့ထဲလဲပါသွားပြီဆိုဒါနောက်ကျွန်တော်ဒီ slide တွေ share ပေးပါမယ်နောက်ဒီ slide တွေပေးမှာဆိုတော့ဒီထဲကနေပြန်ဖတ်တော့ကျွန်တော်မဖတ်တော့ဘူးမေးခွန်းများများရအောင်เนาะအဖြေမေးရပိုကောင်းတယ်နောက် comparison အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့ compare လုပ်မယ်ဘာကြောင့်ကျွန်တော်ဒါကို serious comparing ပြန်လုပ်လဲဆိုတော့ပြင်တဲ့